မင်္ဂလာပါခင်ဗျာ PM ဘာလာလန်ဒကာတွားတဲ့ခုထူချမ်းတာကနေကျူးစုလိုက်ပါတယ် ရန်ကုန်ကနေ10ရက်နဲ့ကန်းချီစီတလားတရာဖြတ်ပြီး1 day trip ရိုက်မှာပါဒီနေ့တော့ရန်ကုန်မြို့နဲ့တိတ်မွေးတဲ့တဘာဝအလှတရားတွေနဲ့ပြည့်နှက်နေတဲ့စိန်နှန်းကန်းချီစီတို့သွားရောက်လဲပတ်ခဲ့တဲ့ခီးစဉ်လေးကိုမျှဝေပေးခြင်းပါတယ်ကျွန်တော်တို့ရဲ့ခီးစဉ်လေးကိုရန်ကုန်ပြည်လန်းကနေစတင်ခဲ့ပါတယ်အသစ်ဖွင့်လှစ်ထားတဲ့တလားတရာပေါ်ကိုတက်ရောက်ခဲ့ပါတယ်တလားတရာပေါ်ရောက်တဲ့အချိန်မှာတော့တရာပေါ်ကနေမြင်ရတဲ့ရန်ကုန်မြို့ရဲ့မြင်ကွင်းဟာအတော်လေးကိုလှပနေပါတယ်မြည်ရင်ဖြင့်ကျေပြန့်တဲ့မြို့ကြီးနဲ့အစာအုပ်တွေကိုပေါင်းဆက်ထားတဲ့ရှုခင်းကမြင်ရသူတိုင်းစိတ်ကြည်နူးစေမဲ့မြင်ကွင်းမျိုးပါတရားပေါ်ကိုဖြတ်ကျော်ပြီးဒလဘက်ကကိုဆင်းလာတဲ့အခါလမ်း3လမ်းရွေးချယ်တဲ့နေရာကိုရောက်ပါတယ်တက်တဲ့ဆက်သွားရင်စိန်နှန်းကန်းကြီးညာဘက်ကွေရင်တွန်တေးဘက်ကွေသွားရင်ဘယ်ဘက်ကိုကွေသွားရင်ဒလမျိုးတွေရောက်မှာဖြစ်ပါတယ်ကျွန်တော်တို့ရဲ့ဥတီရာကစိန်နှန်းကန်းကြီးကိုသွားမှာဖြစ်ပါတယ်အဲဒါကြောင့်လမ်းကိုတက်ဆက်မောင်းခဲ့ပါတယ်ခဏလောက်ဆက်မောင်းလာတဲ့အခါဒလမှနှုတ်ခွန်းဆက်တာပါဤလို့ရေးထားတဲ့ဆိုင်းဘုတ်ကိုတွေ့ခဲ့ရပါတယ်အဲ့ဒီနေရာကိုကြော်လာတာနဲ့မျက်စိအေးစီတဲ့စိမ့်လန်းဆူပြီးတဲ့လေကွင်းလမ်းတစ်လျှောက်မြင်တွေ့ရပါတယ်လေသမားတွေရဲ့စိုက်ခင်းတွေစိမ့်ဆူနေတဲ့စပားခင်းတွေကိုမြို့ပြရဲ့စူညံတန်တွေနဲ့ကင်းဝေးပြီးသဘာဝနဲ့အလှတရားကိုခံစားစေပါတယ်လမ်းဆောင်တစ်ခုရောက်တဲ့အခါမှာလဲကျွန်တော်တို့တက်ပဲဆက်မောင်းခဲ့ပါတယ်ဆက်လက်ပြီးတော့စိမ့်လန်းတဲ့လေကွင်းတွေကိုထပ်မံမြင်တွေ့ရသလိုလေပြင်းညင်လေးနဲ့ကျေးလက်ဒေသရဲ့အေးချမ်းတဲ့အငွေ့သက်တွေကိုလည်းခံစားရပါတယ်။မောင်းလာရင်းနဲ့လက်ခုပ်ကုန်းမှကြိုးဆိုပါဤဆိုင်းဘုတ်ကိုလည်းတွေ့ခဲ့ရပါတယ်။အဲ့ဒီနေရာမှာထူးခြားတာကအုံးပင်တွေနဲ့အများကြီးကိုမြင်တွေ့ရတာပါပဲ။လမ်းရဲ့ဘယ်ဘက်မှာအုံးပင်လဲလမ်းလေမှာလည်းအုံးပင်ညာဘက်မှာလည်းအုံးပင်တန်းကြီးကိုမြင်တွေ့ရပါတယ်။ကျေးလက်ဒေသရဲ့တဘာဝအလှကိုပိုပြီးပေါ်လင်စေတဲ့မြင်ကွင်းလေးတွေပါပဲ။နည်းနည်းဆက်မောင်းလာတဲ့အခါစိန်နှန်းသူဆိုတဲ့ဆိုင်းဘုတ်ကိုတွေ့ရပြီးညာဘက်ကိုကွေ့ဝင်ခဲ့ပါတယ်။အဲ့ဒီနေရာကနေဆက်မောင်းလာတော့ညာဘက်ကိုရွာလန်းလေးတိုင်းထပ်ကွေ့သွားပါတယ်။ရွာတဲကိုမဝင်ခင်မှာတော့ရေကန်ကြီးကိုအကြီးတကန်ကိုတွေ့ခဲ့ရပါတယ်။ရေပြင်ကျဲကြီးကိုမြင်ရတာနဲ့တင်စိတ်ထဲမှာအေးချမ်းသွားရတယ်လို့ပါခံစားရပါတယ်။အဲ့ဒီနေရာကနေတက်ဆက်မောင်းလာတော့ရွာလန်းဆောင်ကိုရောက်တဲ့အခါဘယ်ဘက်ကိုထပ်ကွေ့လိုက်ပါတယ်။အဲ့ဒီနေရာကဆက်သွားရင်စိန်နှန်းကန်းကြီးကိုရောက်မှာဖြစ်ပါတယ်စိန်နှန်းကန်းကြီးစီတို့စိန်နှန်းကန်းကြီးသွားတဲ့လမ်းကအနှဲငယ်ကျင်းပါတယ်ကားတစ်စီးစာလောက်ပဲသွားလို့ရတဲ့အခြေပြန်လေးဖြစ်ပါတယ်ဒါပေမဲ့လမ်းတစ်လျှောက်ကတဘာဝရှုခင်းတွေကတော့အရန်ကိုလှပပါတယ်ဒီလိုနဲ့ဆက်မောင်းလာရင်နောက်ဆုံးတော့မှာတော့စိန်နှန်းကန်းကြီးကိုရောက်ရှိခဲ့ပါတယ်ကန်းကြီးရောက်ရှိတော့ပင်လေလင်းချင်းတွင်နဲ့တိုက်ခတ်ပြီးစီးစာအချိန်ရဲ့အလှကအရန်ကိုဆွဲဆောင်မှုရှိနေပါတယ်ကန်းဆက်စီးစာမှာပစုံကျော်နဲ့ငတလောက်ဦးမောက်ကိုစားခဲ့ပါတယ်လက်ဆက်တဲ့ပင်လယ်စာရတာနဲ့ကန်းကြီးဘေးကအေးချမ်းတဲ့လေတုကအစားတောက်ကိုပိုပြီးရတာရှိစေခဲ့ပါတယ်အစားတောက်စားပြီးနောက်မှာကန်းကြီးတဲ့ဆင်းပြီးရေကစားခဲ့ပါတယ်ပင်လေရေထဲမှာဆောင်းကစားရင်ခီးပန်းတာတွေပျောက်ကင်းသွားပြီးပျော်ရွှင်စရာအချိန်တွေကိုဖြတ်တန်းခဲ့ရပါတယ်အဲ့ဒီနောက်ထပ်စားတောက်ဆိုင်ဒီဇိုင်းကိုတွားရောက်ပါတယ်အဲ့ဒီဆိုင်နာမည်ကတော့ဒလသူဖြစ်ပါတယ်ဒီဆိုင်မှာဘာတွေစားခဲ့လဲဆိုတာဘယ်လိုရတာတွေရှိလဲဆိုတာကန်းကြီးမှာဘာတွေထပ်တွေ့မလဲဆိုတာကိုတင်ဆက်ပေးပါမယ်ဗျာ
ကမ်းရိုးတန်းမှာဆက်သွယ်လို့ရတဲ့ဖုန်းကိုတွားရောက်ပြီးစမ်းသပ်တော့လဲကမ်းရိုးတန်းမှာလိုင်းမမိဘဲနဲ့ဖုန်းခေါ်၍မရခဲ့ပါဗျာကောင်းပါကင်းလို့နေရလဲမိုက်တယ်ဗျာဘလို့သွားထားပါလဲလို့ဒါကြောင့်ဗီဒီယိုကို like and share လုပ်ပေးဖို့မမေ့ပါနဲ့နော်နောက်ပိုင်းမှာလည်းပြန်လည်တွေ့ဆုံကြမယ်ဗျာအပိုင်းဆက်မျှော်နော်